အိမ်မှာလေအကျိတ်တယ်အမဒီနေ့ချိုးရင်ဖွင့်လာတယ်သူလေရာသီနေတာတစ်နှစ်လောက်ကိုလုံးဝ view မဆိုင်ဖြစ်နေဝန်ထမ်းလည်းဖြစ်တော့ပေါ့နော်ရာသီမလာတော့သူအရင်သဘောကျတယ်တဲ့မိမတယောက်အတွက်ဒီမီးရနဲ့ပတ်သက်တာမီးရမကုန်မချင်း view ဆိုင်ရမှာဆိုပေမဲ့သူအဲ့ချိန်မှာတစ်နှစ်လောက်လေရာသီမလာတာသူ့အတွက်ဘာမှမဖြစ်လောက်ဘူးပေါ့နော်တစ်နှစ်လောက်ရာသီနေရတာသူ့အတွက်ဘာမှမဖြစ်လောက်ဘူးလို့သူစိတ်ထဲမှာတွေးထားတယ်အဲ့တော့ကြောင့်ဝန်ထမ်းလည်းဖြစ်တဲ့အတွက်ကြောင့်ဒီရာသီမလာဘူးဆိုအလုံးရှုပ်သက်တာတယ်ပေါ့အရင်အဆင်ပြေအဲ့ရာနေပြီးတော့မှသူကလေးယူလိုက်တယ်ပေါ့နော်ကလေးယူလိုက်တဲ့အချိန်မှာဒီကလေးနဲ့အတူတူကလေးခွဲတော့အကျိတ်ပါခွဲထုတ်လိုက်ရတယ်တဲ့အဲ့ချိန်ကျမှဒီတဲ့အိမ်မှာအကျိတ်ရှိနေရဲဆိုတော့ तू သိတာတဲ့ကဲအဲ့ဒီတဲ့အိမ်တွေကအကျိတ်ရှိနေတာနာလည်းမနာဘူးကြင်လည်းမကြင်ဘူးကြိုက်လည်းမကြိုက်ဘူးခဲလည်းမခဲဘူးအဲ့လိုမျိုးနော်တစ်နှစ်လောက်ရာသီထိန်သွားတာကနေတဲ့အိမ်တွေကနေမှအကျိတ်ဖြစ်နေတာအဲ့တော့ပြောချင်တာကအမျိုးသမီးတွေကမီးရမကုန်မချင်းမိမမီးဆိုတဲ့အတိုင်းမီးရမကုန်မချင်းကိုယ့်ရဲ့ရာသီအနေအများမော်မူတည်ပြီးတော့ view site တင်တယ်เนาะအခုခေတ်ဆိုလို့ရှင်အစားအသောက်တွေရယ်ပြီးလို့ရှင်စိတ်ပီးစီးမှုအရန်များကြတယ်အခုခေတ်လူမှုရေးအရာပေါ့เนาะလူငယ်တွေမှာစိတ်ပီးစီးမှုအရန်များတယ်အစားအသောက်တွေကြောင့်လည်းဖြစ်တယ်တချို့အပြိုလေးတွေဒါပေမဲ့ရာသီမမှန်တော့တဲ့လူတွေရှိတယ်တချို့အိမ်အောင်တွေဆိုလို့ရှင်လည်းရာသီလုံးဝမလာတော့တဲ့သူတွေရှိတယ်ဘာတားသိမှမသုံးဘဲနဲ့ရာသီမမှန်ဘူးဆိုတဲ့လူတွေရှိတယ်အဲ့လိုမျိုးလူတွေကလေလုံးဝမပေါ်စားတဲ့ဘူးဘာဖြစ်လို့လဲဆိုတော့အဲ့နဲ့ထွင်းရမယ်ဟာပစိတ်နဲ့ထွင်းရမယ်ပေါ့နော်အဲ့အမဆိုခုချိန်ကြီးသူပါဖြစ်နေတယ်စိုက်ကိုဖြစ်နေတာဆရာဝန်ပြောလိုက်တယ်ပေါ့နော်နို့တိုက်နေတဲ့ကာလာပတ်လုံးဆိုလို့ရှင်เนาะဒီလိုမျိုးအကျိတ်တွေအခဲတွေကအဖြစ်နိုင်ခြင်းနဲတယ်ပေါ့နော်ကလေးနိုးပြတ်သွားပြီဆိုလို့ရှင်တော့ဒါဒီအကျိတ်ခဲဖြစ်ဘူးတဲ့သူကပြန်ပြီးတော့ဖြစ်ချင်တယ်ဖြစ်မယ်ပေါ့နော်ဒါပေမဲ့ယာသီမှန်အောင် view site ပေးနိုင်တယ်ဆိုလို့ရှင်တော့အဲ့ဒါမဖြစ်တော့ဘူးကျွန်တော်သိချသိတယ်ဘာဖြစ်လို့လဲဆိုတော့တဲ့အကျိတ်ခဲဖြစ်တယ်ဆိုတာတဲ့အိမ်ကနေပြီးတော့မှတစ်လတစ်ခါပုံမှန်ဆင်းပေးရမယ်ဟိုဒီ battery နဲ့ရာသီတွေကိုအကုန်မဆင်းမနဲ့တဲ့အိမ်နေရနေမှာတွဲညှိရနေတဲ့အိမ်ထူရရနေပြီးတော့မှတခါတည်းအကျိတ်အလုံးခဲဖြစ်ပြောင်းသွားတာပေါ့နော်ဒါတစ်နှစ်တစ်လတည်းနဲ့ဖြစ်လာတဲ့အရာမဟုတ်ဘူးလပေါင်းများစွာရာသီမမှန်တဲ့လူတွေမှာဒါအဖြစ်များတာပေါ့နော်အဲ့ဒါကြောင့်အမျိုးသမီးတွေလေရာသီမမှန်ဘူးဆိုရင်ကို view site ပါတဲ့အိမ်ထဲမှာအလုံးကျိတ်ဖြစ်သွားမှဆိုရင်ခွဲရစိတ်ရတဲ့အဆင့်ထိတောင်အဲ့တဲ့အိမ်အလုံးကျိတ်တွေကမနာပဲမကျင်ပဲရှိနေတာစောစောတောင်ချောတခုတယောက်ပြောပြသေးတယ်လေပါတယ်ဟိုတဲ့အိမ်ထဲမှာ17စင်တီမီတာရှိတဲ့အလုံးကျိတ်ဖြစ်နေအောင်သူလုံးဝမနာဘူးမကျင်ဘူးအောက်ပိုက်လေးပူလာတာတခုပဲရှိတယ်ဘာမှမနာပဲမကျင်မဲနဲ့ဒီ medical check ကသူတို့စိတ်ကူးပေါက်လို့ medical check လုပ်ရင်းနဲ့မှာတဲ့အိမ်ထဲမှာခွဲရမယ်စိတ်ရမယ်အဆင့်အထိကိုရောက်နေတဲ့အလုံးတည်နေတာပေါ့နော်အဲ့ဒါအောင်မှသူခွဲလိုက်တော့ကြတော့အဲ့ဒီအလုံးကဥအတက်လေးကိုဖိထားလို့ဥအတက်တောင်ပုတ်နေရတယ်နော်အဲ့ဥတက်လေးပဲဖျက်ထုတ်လိုက်ရတယ်တဲ့ကဲစဉ်းစားကြည့်နော်မနာဘူးတဲ့နော်လုံးဝမနာဘူးခွဲရမယ့်အထိကိုလုံးဝလူကောင်းလုံးဝနာလာကျင်တာကြိတ်တာခဲတာအစားပြောက်အစားတောက်ပြက်တာပြုတ်တာအဲ့ဒါဘာမှမရှိဘူးတဲ့အဲ့တော့နော်မိမတွေတကယ်မီးရက်နဲ့ပတ်သက်လို့ရှင်လေအရင်ကြီးကြီးမမမဖြစ်ခင်ကကို view site ပြနေတာအကောင်းဆုံးပဲ